တကယ်ကြီးနဲ့အားလုံးဒီနေ့မင်္ဂလာပါနော်တကယ်ကြီးအားလုံးကျွန်တော်ဒီနေ့တကယ်ကြီးတွေကိုထိုင်းနိုင်ငံ website အသစ်တစ်ခုပြန်ပေါ်လာတယ်ဒီ website လေးကြတော့ကျွန်တော်တို့အဆောင်ကျွန်တော်ဆိုမှမဆိုစီရင်သူကကျွန်တော်တို့ပတ်စံ100ပေးเนาะပြီးလို့ရှိရင်ကျွန်တော်တို့အရင်လေးပြန်ထုတ်လို့ရတာเนาะโอเคဒါဆိုရင်ကျွန်တော်ဒီနေ့ကတော့ကျွန်တော်တကယ်ကြီးတွေကိုပတ်စံလာပြီးထုတ်ပတ်စံလာပြီးကျွန်တော်ရင်းပြမယ်ပြီးလို့ရှိရင်ပတ်စံလာပြီးကျွန်တော်တကယ်ကြီးတွေကိုပတ်စံဘယ်လိုမျိုးယူရမဆိုတော့ကျွန်တော်လာပြီးချက်ချင်းကျွန်တော်ပြပေးသွားမှာเนาะโอเคဒါဆိုရင်တော့ကျွန်တော်တို့အရင်ဆုံးကျွန်တော်စမှတ်လိုက်မယ်เนาะသူကကြတော့လေထိုင်းငွေနဲ့ပတ်စံထုတ်ရပြီးလို့ရှိရင်လည်းဒီပတ်စံအိမ်နဲ့လည်းပတ်စံထုတ်လို့ရเนาะဘာနဲ့လည်းထုတ်ရလဲပြီးလို့ရှိရင်ပတ်စံလည်းထုတ်လို့ရเนาะနှမျိုးလို့ကျွန်တော်ထုတ်လို့ရเนาะโอเคဒါဆိုရင်ကျွန်တော်တို့စောင့်ကျွန်တော်စမှတ်မဆိုလို့ရှိရင်เนาะပေါ်စောမှာကျွန်တော်တို့ဒီမှာကျွန်တော်ထိုင်းဘာသာဖြစ်လို့ရှိရင်အင်္ဂလိပ်ဘာသာပြောင်းလို့ရเนาะโอเคဒါဆိုကျွန်တော်တစ်ချက်လောက်ဘာသာဒီမှာတာဖြစ်ပေါ်မှာကျွန်တော်တို့ email ကိုကျွန်တော်ထည့်ပေးရမှာเนาะဒီမှာ email ထည့်မှာเนาะပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာဖုန်းနံပါတ်ထည့်မှာเนาะပြီးလို့ရှိရင်လိုဘတ်ချက်ကနာကျွန်တော်တို့ထည့်ပြလိုက်အောင်เนาะလိုဘတ်ချက်ကနာကကျွန်တော်တို့အစ်စ်မှာကျွန်တော်တို့ဒီနံပါတ်ဒီနံပါတ်အကြီးလုံးတို့ထည့်ပြီးလို့ရှိရင်1 2 3လေးပြီးလို့ရှိရင်အခရာလေးထည့်လို့ရအောင်မထည့်လို့ရအောင်โอเคဒါဆိုရင်ကျွန်တော်တို့ဒီမှာနှိပ်လိုက်เนาะတကယ်ချင်းတို့ email မှာသူကဒီ OTP နံပါတ်ပို့ခဲ့ပြီเนาะပြီးလို့ရှိရင်ကျွန်တော်ထည့်လိုက်ရုံเนาะ OTP နံပါတ်ဒီမှာထည့်လိုက်เนาะပြီးလို့ရှိရင်ကျွန်တော်တို့ဒီအောက်နေရာကိုနှိပ်လိုက်ရုံเนาะကဲကျွန်တော်စမှတ်ပြီးလို့ရှိရင်တကယ်ချင်း download ဆွဲလိုက်ရနော် download ဆွဲလိုက်ရမဆွဲလိုက်ရကျွန်တော် download ဆွဲထားတာပါနော်โอเคဒါဆိုရင်ကျွန်တော်ဒီမှာထဲကိုဝင်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီလိုပုံစံမျိုးတင်တွေ့ရမှာနော်ပြီးလို့ရှိရင်ကျွန်တော်တို့တကယ်လို့တကယ်ချင်းနေဒီမှာပတ်စံဒီ100မရတဲ့တကယ်ချင်းဆိုလို့ရှိရင်တော့အမင်းကိုကျွန်တော်တောင်းလို့ရနော်ကျွန်တော်နောက်ပြီးလို့ရှိရင်အမင်းလင်းကိုအမှာကျွန်တော်ချတာပေးနော်အလင်းတစ်စင်းတကယ်ချင်းတွေအကုန်လုံးဒီပတ်စံ100တောင်းလို့ရနော်ပြီးလို့ရှိရင်ကျွန်တော်ဒီကကျွန်တော်ရပွားနော်ပတ်စံနော်ပတ်စံဒီမှာကျွန်တော်ရပွားပြီးလို့ရှိရင်ကျွန်တော်ဒီမှာပတ်စံကိုဒီနေ့ကတော့ကျွန်တော်ပတ်စံနှိပ်ယူလိုက်ရုံပါနော်ပတ်စံနှိပ်ယူရရမ်းလွယ်ပါနော်ဒီမှာကျွန်တော်နှိပ်ယူလိုက်ရုံပါနော်ဒီမှာသူပြတာပဲနော်โอเคဒါဆိုရင်ကျွန်တော်နှိပ်ကြည့်မနော်ပတ်စံ100သူကျွန်တော်ပြရပတ်စံ100ပဲကျွန်တော်ဘယ်လောက်ရမှာဆိုတာနော်နှိပ်လိုက်နော်ဒီမှာနှိပ်ရနော်โอเคရပါပြီနော်ပြီးလို့ရှိရင်ဒီမှာတညာစီသေးနော်ဒီမှာ200သူပြတာနော်โอเคဒါဆိုရင်တော့ကျွန်တော်ပတ်စံဘယ်လောက်ရကျွန်တော်စစ်ကြည့်လိုက်ဒီမှာကျွန်တော်ရနော်ဒါဒီမှာလည်းကျတော့ဒါဒေါ်လာဟိုနေပါနော်ပတ်စံဒီဒေါ်လာမပြည့်သေးဘူးเนาะကျွန်တော်သူတို့ကကျွန်တော်တို့ကိုဒီ free ပတ်စံ100ပေးထားတာเนาะကျွန်တော်တို့ဒီမှာအဲ့လောက်ရတာပါเนาะဒီမှာလည်းကျတော့သူ့ပတ်စံရပါเนาะဒီမှာသူ့ပတ်စံရနော်ဒီမှာဒေါ်လာပတ်စံပါเนาะโอเคဒါဆိုရင်ကျွန်တော်တကယ်ချင်းတွေကိုကျွန်တော်ဘန်နဲ့ရောကျွန်တော်ချိန်ပြပေးမယ်เนาะတကယ်လို့တကယ်ချင်းနားမလဲတကယ်ချင်းဆိုလို့ရှိရင်တော့ကျွန်တော်ဗီဒီယိုအောက်မှာကျွန်တော်လင်းချတာပဲเนาะဒီကောင်စမှတ်နီးတို့ပြီးလို့ရှိရင်ပတ်စံဘယ်လိုမျိုးယူရမလဲဆိုတာကိုကျွန်တော်နောက်ထပ်ဗီဒီယိုတစ်ပုတ်ကျွန်တော်တင်ထားပေးရเนาะโอเคဒါဆိုရင်တော့ကျွန်တော်တကယ်ချင်းတွေကိုပတ်စံဒီပတ်စံထုတ်တာကျွန်တော်ပြအောင်เนาะဒီဒါကကြကျွန်တော်ဘန်နဲ့ချိန်တာเนาะဒီမှာဘန်နဲ့ကျွန်တော်ချိန်ပြီးကုန်ပြီเนาะတကယ်လို့ဘန်နဲ့ချိန်မကြတဲ့တကယ်ချင်းဆိုလို့ရှိရင်တော့ကျွန်တော်အောက်မှာဗီဒီယိုချတာပဲเนาะအေးပုံမှာတကယ်ကြည့်လိုက်ရုံเนาะဒါဆိုရင်ကျွန်တော်ဒီပတ်စံကကြတော့ပတ်စံသွေးမဆိုလို့ရှိရင်တော့ကျွန်တော်ဒီပေါ်မှာနှိပ်ပါနော်ဒီပေါ်မှာနှိပ်မဆိုလို့ရှိရင်တော့ဒါဆိုရင်တော့ကျွန်တော်ပတ်စံကဒီမှာပေါ်တော့ဒီမှာဒီပတ်စံထုတ်မလားပါနော်ပြီးလို့ရှိရင်ဒေါ်လာပတ်စံနေမလားပါနော်ထုတ်မလားပါနော်โอเคဒါဆိုရင်ကျွန်တော်ဒီပတ်စံထုတ်မဆိုလို့ရှိရင်ကျွန်တော်ဒီမှာနှိပ်ပါနော်အခုကျွန်တော်ပြညာလေးကိုနှိပ်နော်သူကဒီနှိပ်ဆုံးလိုက်ကြပတ်စံแล้วကြတော့ဒီ$5မှပတ်စံထုတ်လို့ရအောင်ကျွန်တော်ထည့်တော့เนาะကျွန်တော်ချက်နှိပ်ကြည့်လိုက်ပါเนาะဒီကောင်လည်းကြတော့ကျွန်တော်တို့လေပတ်စံနဲ့ထုတ်ရတဲ့ဥစ္စာပါเนาะတကယ်ဘန်နဲ့ထုတ်မဆိုလို့ရှိရင်တော့ကျွန်တော်ဒီဘက်ချန်နှိပ်ပါเนาะဒီဘက်ချန်ဆိုလို့ရှိရင်တော့ဘန်နာပါเนาะဒီမှာဆိုလို့ရှိရင်တော့သူကကျွန်တော်တို့ပြတာပဲเนาะဘန်နဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့$5ပြည့်လို့ရှိရင်ကျွန်တော်ပတ်စံထုတ်လို့ရပြီเนาะ$5เนาะတကယ်လို့ကျွန်တော်$5ထုတ်မဆိုလို့ရှိရင်သူကကျွန်တော်တို့မဝင်ဆောင်ကတပတ်ကျွန်တော်တို့စာเนาะဒေါ်လာပါเนาะပြောမဆိုလို့ရှိရင်36ပါเนาะဒေါ်လာစားတယ်ပြီးလို့ရှိရင်ဒီအောက်မှာကျတော့ကျွန်တော်တို့ဒီလိုဘတ်ချက်ကနေကျွန်တော်ထည့်ပေးရမှာเนาะကျွန်တော်တို့ပတ်စံထုတ်တဲ့လိုဘတ်ချက်ကနာเนาะကျွန်တော်ဗီဒီယိုမှာနောက်တစ်ပုတ်မှာကျွန်တော်တင်ထားပေးရเนาะအဲ့ဒီပုတ်မှာတွဲကြည့်လိုက်ပါเนาะโอเคဒါဆိုရင်တော့ပတ်စံထုတ်မဆိုဒီမှာနှိပ်လိုက်ရုံเนาะโอเคဒါဆိုရင်ကျွန်တော်ဒီနေ့တင်ငယ်ချင်းတွေကိုပတ်စံလာထည့်ပြမှာเนาะပတ်စံထည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာနှိပ်ပြီเนาะဒီပေါ်ဆုံးနေရာကိုကျွန်တော်တို့နှိပ်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာပြဆက်နေသွားမှာเนาะပြီးလို့ရှိရင်ကျွန်တော်တို့ဘန်နဲ့ထည့်မယ်ဆိုလို့ရှိရင်တော့ဘန်နေရာကိုကျွန်တော်နှိပ်မှာเนาะโอเคဒါဆိုရင်ကျွန်တော်တို့ဘန်ညာကိုနှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့ပတ်စံဘယ်လောက်ထည့်မလဲเนาะ
ตัวดิในส่งเลยจะเรา$10เนี่ยตัวอาซายินโลยาเนาะ$10ยินยาแล้วพี่ลูกสิดิ20เลยยาแล้ว30เลยยาเนาะตัวกัดแต่มาสิเนาะกูပတ်စံထက်များလို့သူကပြောရများပါလို့ပဲเนาะဒါဆိုရင်ကျွန်တော်လည်းကြတော့ဒီနေ့ကတော့ကျွန်တော်ပတ်စံဘယ်လောက်ထက်မဆိုလို့ရှိရင်တော့ကျွန်တော်$50ဆိုဘယ်လောက်ရမှာကျွန်တော်စစ်ချင်း$50ဆိုလို့ရှိရင်တော့ကျွန်တော်1900เนาะသူပြောเนาะโอเคဒါဆိုရင်ကျွန်တော်$50ကိုကျွန်တော်ထည့်လိုက်မယ်เนาะโอเคထည့်လိုက်မှာဆိုလို့ရှိရင်ကျွန်တော်ဒီမှာဆက်နေသွားမယ်เนาะ$50ကျွန်တော်ထည့်မယ်เนาะဆက်နေသွားเนาะဒီမှာโอเคပြီးလို့ရှိရင်ကျွန်တော်ဒီမှာဆက်နေသွားဒီမှာဘန်เนาะဒီမှာထိုင်းဘန်เนาะသူ့ဘန်ပါเนาะဒါပြီးလို့ရှိရင်ကျွန်တော်ဆက်နေသွားเนาะโอเคဒါဆိုရင်ကျွန်တော်ဒီဘန်ကိုပို့ပေးရအောင်เนาะပတ်စံเนาะဒီဘန်လေးကိုကျွန်တော်တို့ပို့ပေးရအောင်เนาะထိုင်းဘန်နဲ့ဘန်သူ့ဘန်เนาะပြီးလို့ရှိရင်သူ့ဘန်နံပါတ်ပြီးလို့ရှိရင်သူ့ရဲ့ဘန်မျိုးစားเนาะပတ်စံ50ပါเนาะပြီးလို့ရှိရင်ကျွန်တော်ဒီမှာကကြတော့ကျွန်တော်ဒီညာကကြတော့ကျွန်တော်ဖုန်းနံပါတ်ထည့်လဲရเนาะဒီမှာဖုန်းနံပါတ်ထည့်လဲရတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီလိုဝက်ချက်ကနန်းထည့်လဲရเนาะကျွန်တော်တို့ပတ်စံထည့်လိုဝက်ချက်ကနန်းเนาะကျွန်တော်ကကြဖုန်းနံပါတ်ကိုကျွန်တော်ထည့်လိုက်မယ်เนาะတကယ်ကြီးနေဒီမှာဖုန်းနံပါတ်ထည့်ပါเนาะဖုန်းနံပါတ်ထည့်တာဆိုလို့ရှိရင်တော့သူဆက်သွယ်လို့ရเนาะโอเคဒါဆိုရင်ဒီအောက်မှာကကြတော့ကျွန်တော်ဆက်လက်ထည့်ပြီเนาะကျွန်တော်တို့ပတ်စံထည့်တဲ့ပတ်စံကျွန်တော်တို့လွှဲတဲ့ဆက်လက်ကိုအိမ်မှာထည့်ပြီးလို့ရှိရင်ဒီမှာထည့်လိုက်ရောเนาะโอเคဒါဆိုကျွန်တော်ခဏစားလိုက်ပြီเนาะโอเคကျွန်တော်ဒီမှာထည့်လိုက်ပြီเนาะပြီးလို့ရှိရင်ကျွန်တော်ဒီမှာဆက်လက်ထည့်မယ်เนาะဆက်ထည့်ဖို့ဒီမှာနှိပ်မယ်เนาะโอเคဒါဆိုရင်ကျွန်တော်ဒီမှာဆက်လက်ထည့်လိုက်ပြီเนาะဒီမှာဆက်လက်ကျွန်တော်ထည့်လိုက်ပြီเนาะโอเคပြီးလို့ရှိရင်ကျွန်တော်ဒီမှာဆက်နေသွားမယ်เนาะကျွန်တော်ဒီဆက်လိုက်မယ်เนาะโอเคမှန်เนาะပြီးလို့ရှိရင်ကျွန်တော်ဒီမှာနှိပ်လိုက်မယ်เนาะโอเคဒါဆိုကျွန်တော်ပို့လိုက်အောင်မြော်ရည်เนาะโอเคဒါဆိုရင်တော့စောက်ပါเนาะခဏလေးစောက်လိုက်เนาะစောက်ပြီးလို့ရှိရင်ဒါဆိုကျွန်တော်ဒီမှာအရင်လေးပြန်လောက်လိုက်ရမယ်เนาะဒီမှာပတ်စံ50ရောက်ပြီเนาะ$50ပေါ့เนาะဒီမှာပတ်စံ$50ရောက်လို့ရှိရင်ကျွန်တော်ဒီခုကျွန်တော်ပြညာလေးကိုနှိပ်ပြီเนาะဒီခုဒီညာလေးကိုเนาะဒီလိုတငယ်ချင်းတွေကဖလီပတ်စံတရားရောက်လို့ရှိရင်လည်းအိညာလေးနှိပ်ပြရအောင်เนาะဒီညာလေးလည်းနှိပ်เนาะโอเคဒါဆိုရင်ကျွန်တော်ဒီညာလေးကိုနှိပ်ပြီเนาะနှိပ်ပြီးလို့ရှိရင်ကျွန်တော်ပတ်စံဒီမှာ$ပတ်စံရှိရเนาะဒီလိုတငယ်ချင်းပတ်စံကလေးကြတော့သူဖလီပြီးလို့ရှိရင်ဒီပတ်စံမှာသူဖလီပြီးเนาะဒီပတ်စံเนาะပတ်စံဆိုလို့ရှိရင်မှာနှိပ်လိုက်အောင်เนาะဒါဆိုရင်ကျွန်တော်ပတ်စံဒီဖလီပတ်စံဒီမှာ100တကယ်တွေ့ရအောင်เนาะကျွန်တော်ပတ်စံကကြတော့ကျွန်တော်ကိုယ်တိုင်ရင်းဆိုလို့$နဲ့ကျွန်တော်ရင်းဆိုလို့ရှိရင်တော့အပေါ်ဆုံးမှာကျွန်တော်နှိပ်မယ်เนาะပြီးလို့ရှိရင်ကျွန်တော်ဒီ$နှိပ်ပြီเนาะโอเคเนาะဒီ$ကျွန်တော်နှိပ်လိုက်နှိပ်ပြီးလို့ရှိရင်ကျွန်တော်ပတ်စံဒီမှာ100ပါเนาะ50เนาะ50ဆိုလို့ရှိရင်ကျွန်တော်ဒီမှာ50လို့ကျွန်တော်ကောက်ယူလိုက်เนาะပြီးလို့ရှိရင်ကျွန်တော်ဒီမှာဆက်နှိပ်မယ်เนาะညာလေးကိုကျွန်တော်နှိပ်လိုက်เนาะโอเคညာလေးကိုနှိပ်ပြလိုက်တွေ့โอเคဒါဆိုရင်တော့ဒီပြုတ်เนาะဒီပြုတ်လိုက်เนาะဒီမှာโอเคဒါဆိုရင်တော့သူကအလုပ်လုပ်နေပြီเนาะဒီမှာတင်တွေ့ရအောင်เนาะအလုပ်လုပ်တာဒီမှာတင်တွေ့ရအောင်เนาะဒီမှာအလုပ်လုပ်နေပြီเนาะโอเคဒါဆိုကျွန်တော်ပတ်စံနှိပ်ယူမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာနှိပ်ယူရတယ်ဒီမှာပြီးလို့ရှိရင်ဒီမှာတစ်လပါเนาะဒီမှာဆိုလို့တစ်လပြီးလို့ရှိရင်ဒီမှာနှိပ်ယူရတယ်ပြီးလို့ရှိရင်ဒီမှာနေ့တိုင်းနှိပ်လို့ရเนาะဒီမှာเนาะโอเคပြီးလို့ရှိရင်တော့ဒီမှာလည်းကြတော့ဒီမှာကျွန်တော်မရှိသေးဘူးเนาะဒီမှာလည်းမရှိသေးဘူးเนาะโอเคညတော့ဒီလပါမယ်เนาะဒီပေါ်မှာကြာကျွန်တော်ဒီမှာ live နှိပ်ကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တွေဗာတွေ့ရမှာဆိုလို့ရှိရင်တော့ဒီမှာကြာတော့ကျွန်တော်တွေဒီမှာလည်းကြည့်မယ်ဆိုလို့ရှိရင်တော့ပတ်စံသွင်းတာကျွန်တော်တွေ့ရမှာဒီမှာเนาะဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်ပတ်စံသွင်းတာဒီမှာတွေ့နေရမှာเนาะโอเคเนาะပြီးလို့ရှိရင်ဒီမှာနှိပ်မယ်ဆိုလို့ရှိရင်တော့ဒီမှာကြာတော့ကျွန်တော်တွေဒီမှာစိတ်မနော် line သူ့ရဲ့ line စိတ်မနော်ပြီးလို့ရှိရင်ဒီမှာပတ်စံလည်းကြာတော့ကျွန်တော်တွေဘာပတ်စံလုပ်ချင်တယ်ပေါ့เนาะဒီမှာမျိုးရှိရနော်ပတ်စံเนาะဒီမှာပတ်စံမျိုးရှိရထိုင်းပတ်စံမှာကျွန်တော်ယူမယ်เนาะပြီးလို့ရှိရင်တကယ်ချင်းလည်းတကယ်လို့ထိုင်းဘဏ်နဲ့မထုတ်ချင်တကယ်ချင်းဆိုလို့ရှိရင်တော့ဒီ online နဲ့ထုတ်လို့ရနော်ဒီမှာ$online နဲ့ဒီပတ်စံနဲ့ထုတ်လို့ရနော်ပတ်စံနဲ့$ပတ်စံပေါ့เนาะပြီးလို့ရှိရင်ကျွန်တော်တို့$ပတ်စံယူရမယ်เนาะပြီးလို့ရှိရင်ကျွန်တော်တို့ဘာမျိုးစားနဲ့ကျွန်တော်ပတ်စံထုတ်မယ်ပေါ့เนาะ$เนาะပြီးလို့ရှိရင်ပတ်စံအဲ့ရ$သိယူမယ်ပြီးလို့ရှိရင်ဒီမှာကျလိုအပ်တဲ့ကဏ္ဍကိုကျွန်တော်ထည့်ပေးရမယ်เนาะဟိုဒီနေ့ကတော့ဒီလောက်ပါပဲเนาะကျွန်တော်ပြပြမရှိတော့เนาะ